Rabbit software မှာ plugin တစ်ခု develop လုပ်ဖို့အတွက် C# programming အကြောင်းကိုသိရမယ် Rabbit API documentation အကြောင်းတွေကိုလည်းနားလည်ဖို့လိုပါတယ်အဲ့ဒီနောက်မှာ Visual Studio ကိုအသုံးပြီးတော့ code တွေကို Visual Studio မှာရေးကြရပါတယ်ပြီးတဲ့အခါမှာ big လုပ်မယ်ထွက်လာတဲ့ DLL file နဲ့ .edit file တွေကို copy ကူးပြီးတော့ edit folder တွေကိုတွားထည့်ရပါမယ်ပြီးတဲ့အခါမှာ Rabbit software ကိုဖွင့်ပြီးတော့ကိုရေးထားတဲ့ plugin တကယ်အလုံးလုံးကိုစပြီးတော့စမ်းကြည့်ရပါတယ်တကယ်လို့ error တစ်ခုခုရှိရဲဆိုရင် Visual Studio မှာပြန်ပြီးတော့ update လုပ်ရမယ်ပြီးတဲ့အခါမှာ big ပြန်လုပ် file တွေကို copy ကူးပြန်ထည့် Rabbit မှာပြန်ပြီးတော့စမ်းဒါတွေက plugin တစ်ခု develop လုပ်တဲ့အခါမှာလိုအပ်တဲ့အဆင့်တွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးသွားမှာက coding development မလုပ်ဘဲနဲ့ plugin creation လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပါအဲ့ဒါကတော့ ADAI plugin ရဲ့ feature အသစ်မှာပါဝင်လာမယ့် Rabbit plugin generator ဖြစ်ပါတယ်ဒီ plugin မှာ agentic AI နည်းပညာကိုအသုံးပြုထားပြီးတော့ coding development လုပ်စရာမလိုတော့ပါဘူး prompt ရိုက်ထည့်လိုက်ရုံနဲ့ ribbon button အဖြစ်ချက်ချင်းဖန်တီးပေးသွားမှာပါပထမဆုံးကိုလိုချင်တဲ့ automation ကိုအသေးစိတ်ရေးပြပြီးတော့ send button ကိုနှိပ်လိုက်ပါမယ်အဲ့ဒီနောက်မှာ system ကအသစ်တစ်ခု creation လုပ်ခိုင်းကြလားရှိပြီးသားတစ်ခုကို modify လုပ်ခိုင်းတယ်လားဆိုပြီးစပြီးတော့ analysis လုပ်ပါတယ်တကယ်လို့အသစ်တစ်ခု creation လုပ်ခိုင်းနေဆိုရင်ဒီ file လေးတစ်ခုထွက်လာပါတယ်ဒါကတော့ tag တွေ creation လုပ်ဖို့အတွက်ရွေးရမှာပါကျွန်တော်တို့မှာမရှိသေးကို tag တစ်ခုအသစ်တစ်ခု creation လုပ်ချင်တယ်ဆိုရင် create new tag ကိုရွေးရပါမယ်အဲ့ဒီနောက်မှာတော့ကိုပေးချင်တဲ့ tag name တစ်ခုကိုရိုက်ထည့်ရပါမယ် fusion လို့ရိုက်ထည့်လိုက်ပါမယ်အဲ့ဒီနောက်မှာ panel name ribbon panel ကို name တစ်ခုကိုဘယ်လိုပေးမလဲပေါ့ကျွန်တော်ဒီမှာတော့ my tools လို့ပဲပေးလိုက်ပါမယ်ပြီးတဲ့အခါမှာ continue လုပ်လိုက်မယ်ဒါဆိုရင် system ကဆက်ပြီးတော့developer agent ကိုဆက်ပြီးတော့ပို့သွားပါတယ်အခုဆိုရင် developer agent ကစပြီးတော့အလုပ်လုပ်နေပါပြီ agentic AI ကိုအသုံးပြုထားတာဖြစ်ပြီးတော့ agent အချင်းချင်း collaborate လုပ်ပြီးတော့ဒီ plugin တစ်ခုကို develop လုပ်သွားတာပါအားလုံးပြီးသွားတဲ့အခါမှာဒီ dialog box လေးပေါ်လာပါတယ်ဒါကတော့ button မှာထည့်မဲ့ image ကိုဘယ်ဟာကိုသုံးမလဲဆိုတာကိုရွေးခိုင်းတာပါအဲကျွန်တော်လောလောဆယ်ဒီဟာလေးကိုယူလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ fusion ဆိုတဲ့ tag အောက်မှာ ribbon panel ကို my tool ဆိုပြီးတော့ create လုပ်ပြီးတော့မှအဲ့ဒီထဲမှာမှရှိ manager ဆိုပြီးတော့button တစ်ခုထွက်လာပါတယ်ဟိုဒီ button လေးကိုကျွန်တော်တို့နှိပ်ကြည့်လိုက်မယ်ဒါဆိုရင်ရှိ manager ဆိုတဲ့ဒီ UI တစ်ခုထွက်လာပါတယ်application ကအားလုံး UI မှာပါပြီးသားအထီကိုcreation လုပ်သွားပြီးတာပါ Alien Toolkit ဆိုတဲ့ဒီမှာ creation လုပ်ထားတဲ့ tools တွေအကုန်လုံးကလည်းဒီ plugin generator ကိုပဲကျွန်တော်သုံးပြီးတော့ create လုပ်ထားတာပါဒီမှာဆိုရင် tool ပေါင်း25ခုရှိပါတယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ဆန်းကြည့်အောင်အခု creation လုပ်မဲ့ဟာကိုတော့ fusion အောင်မှာပဲကျွန်တော်ဆက်ပြီးထည့်မယ် panel ကိုတော့ my tool panel အောင်မှာထပ်ပြီးထည့်မယ်ဒါဆို continue လုပ်လိုက်မယ် ribbon button မှာသုံးမဲ့ image ကိုကျွန်တော်ယူပါမယ်ဒီ color လေးယူလိုက်မယ် view template plugin ကိုတစ်ချက်ကြည့်အောင် UI ရဒီပုံစံဖြစ်ပြီးတော့မှဒီခါလေး search လုပ်ဖို့အတွက် dashboard တွေပါလာပေးပါတယ်နောက်တစ်ခုက tree view တွေပါလာမယ် tree view မှာ check on off behavior တွေပါဒီခါလေးမှတ်နေပြီးတာပါအဲ့တော့ဒါက plugin တစ်ခုကို prompt ကိုသုံးပြီးတော့ create လုပ်လို့ရပါတယ်ဆိုတာကိုပြပေးတော့တာပါတကယ်လို့ရှိပြီးသား tag တွေနဲ့ ribbon button တွေကိုပြန်ပြီးတော့ပြင်ကျင်နေဆိုရင် manage ကိုတွားပြီးတော့ဒီမှာ rename လုပ်တာပဲဖြစ်ဖြစ် panel တစ်ခုအောက်မှာရှိနေတဲ့ tools ကိုတခြား panel တစ်ခုအောက်ကိုပို့တာပဲဖြစ်ဖြစ်ပြန်ပြီးတော့ရှိပြီးသား tag တွေ button တွေကိုပြန်ပြီး manage လုပ်လို့ရပါတယ်အခုဆိုရင် prompt ကိုသုံးပြီးတော့ Rabbit plugin tools တွေကိုလွယ်လွယ်ကူကူ creation လုပ်လို့ရနေပါပြီ